ထိုင်းနိုင်ငံချင်းမိုင်မြို့တဝိုက်ကအကောင်းဆုံးထဲမှာပါတဲ့ Lana Wild Resort ကိုရောက်နေပါတယ်။ couple စီထဲမှာရေပန်းစားနေတဲ့ honeymoon resort ဆိုလည်းမမှားပါဘူး။ဒါကတော့ညီမတို့အခန်းပါ။ influencer content creator တွေကြားမှာလည်းနာမည်ကြီးတဲ့ resort တစ်ခုပါ။ဒီ resort ကဘာလို့အောင်မြင်ကြော်ကြားရလဲဆိုတာပြောပြသွားမှာဖြစ်ပါတယ်။ Lana Wild ရဲ့အကြီးမားဆုံးဆွဲဆောင်မှုတစ်ခုကတော့အခန်းတိုင်းလိုမှာကိုပိုင်အပြင်ဘက်ဂျကူဇီရေပူစိန်သို့မဟုတ်ဂျပန်စတိုင်အွန်ဆန်ရေကန်တွေပါပါတယ်။အေးစိတ်ပြီးမြူတွေဖုံးနေတဲ့တောင်ပေါ်မှာကျဲတွေကိုကြည့်ရင်ဒါမှမဟုတ်နေဝင်ချိန်ကိုငေးမောရင်ရေနွေးနွေးလေးနဲ့အပန်းဖြေနိုင်တာကြောင့်စုံတွဲတွေ honeymoon ခီးတွေကြားမှာအရန်ကိုရေပန်းစားပါတယ်။ဒါကတော့ရေချိုးခံအခန်းတိုင်းမှာပါတဲ့ complimentary snacks တောတောင်နေကြတဲ့မှာဆိုတော့ချင်းရိုက်ပတ်တန်ကတော့မရှိမဖြစ်ပါပဲအကောင်နေမလာအောင်ကိုပမာဖြန်းတဲ့ spray ပပနဲ့မမနဲ့တဲ့ဗီလာကိုလိုက်ပြမယ်ဒီဗီလာကတော့ညီမတို့ဟာထက်ပိုကြီးရယ်ရိုးရိုးဟိုတယ်ခန်းတွေလိုမဟုတ်ပဲတဘာဝတောတောင်ကြားထဲမှာအေးအေးဆေးဆေးစိန်ခံ luxury glamping ပုံစံမျိုးဖန်တီးထားတာဖြစ်ပါတယ်ထန်တစ်ခုနဲ့တစ်ခုကလည်းမတူအောင်စောက်ထားတော့ခန်းစားချက်အမျိုးမျိုးရတယ်ညီမလေးကတော့ post ပေးနေပြီညီမတို့တဲ့အခန်းတွေကဘယ်လောက်ကျလဲဆိုတော့တညကိုဘတ်ငွေ9000ပါနှစ်ညတဲခဲ့ရဲဆိုတော့စုစုပေါင်းဘတ်3600ပါခုနနေရကတော့ reception နဲ့စားတောက်ဆိုင်ရဲ့ပထမထပ်ဒါကတော့မနေ့တုန်းက breakfast စားနေနဲ့ရိုက်ထားတဲ့စားတောက်ဆိုင်ရဲ့ဒုတိယထပ် view ပါဘေးပပတ်လယ်မှာမြူရီဖုံးနေတဲ့ခန်းစားချက်ကိုအရင်ကြိုက်မိတယ်တည့်ရဲ့အတိုင်းပဲများနေပါရဲ့ရှင်မနေ့တုန်းက breakfast စားတာလေးကိုပြမယ်ဒီမှာက breakfast က buffet မဟုတ်ပဲနဲ့ set menu style သွားပါတယ်ညီမကတော့အုံနုခောက်ဆွဲရဲ့ပါမုတ်မီခင်ပြီးတော့ my sister ကထမင်းကြော်နဲ့salad ပါညီမတို့ကတော့ဒီအုံနုခောက်ဆွဲကစီနည်းနည်းများသွားတယ်ဒါပေမဲ့ပါမုတ်ကိုမီသွေးခင်းနဲ့กินနဲ့အနံ့နဲ့အရသာတော့အရန်ကြိုက်တယ်စားနေနဲ့တောင်ပေါ်ကနေ360 degree ပပတ်လဲတောင်နဲ့အလားပါတယ်မနက်ခင်းမြူတွေအကုန်တွေ့ရပါတယ်ညနေဆိုလဲနေဝင်စည်းစာအလှကိုအပြေးအဝခန်းစားလို့ရတယ်ဒီဗီလာစတိုင်တစ်မျိုးရေကူးကန်ကတောင်နှန်းတွေကိုမျက်နှာစာပေးပြီးလှုပ်ထားတယ်ပြီးတော့အိတ်ခမ်းနှခမ်းပါပါတယ်ဒီဗီလာဆိုရင်တငယ်ချင်းတွေနဲ့လာတာပဲဖြစ်ဖြစ်မိသားစုအကြီးနဲ့လာတာပဲဖြစ်ဖြစ်ဆိုရင်တော့အဆင်ပြေတယ်ရရောက်ချင်း stress မိနေတဲ့ကျမကတော့ဒီ view တွေကြည့်ပြီးစိတ်တော်အေးချမ်းသွားပါတယ်နောက်ထူးခြားချက်တစ်ခုကတော့ဒီ resort မှာကြောင်နေအများကြီးပဲကြည့်ပါအောင်ကြောင်လေးတွေကချစ်စရာလေးလူတွေနဲ့လည်းအရန်ရင်တယ်ကဲရေမွေခင်ရေသွားဆိုင်ရအောင်ဒီရေကန်ကတော့ညီမတို့ဗီလာထဲကရေကန်ပါပြီးတော့ပပနဲ့မမနဲ့စီသွားပြီးသွားစိတ်နဲ့ညစာကိုတော့ရှာပူစားမယ်ပြီးတော့တခြား side dish တွေလည်းမှာထားတယ်ဒီ resort မှာအကောင်သေးသေးလေးတွေများတော့အားကြောင့်အကုန်လုံးလက်ရှိတွေဝတ်ထားကြတာရွှေဖြုံသီးနဲ့ဘဲဥစားငံကြော်ထားတယ်အရန်စားလို့ကောင်းတယ်မိုးရသည့်အထူး promotion အနေနဲ့အခန်းနှခန်းစာကိုဘတ်4000တန် voucher ရခဲ့တယ်ကြောင်ပေါက်စာလေးတွေပါဒါတော့ညောင်လို့ဆိုပြီးညီမလေးကနှိပ်ပေးနေတယ်ကဲအိပ်ပါပြီဒါကတော့နောက်တရက်ရဲ့မနက်စာပါအားလုံးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်